ဒါလေးကတော့အခုတလောအရာကောင်မှာ international မှာ Trump ဖြစ်နေတဲ့ glad to go လား go to glow လားတော့မသိဘူးเนาะဆာတော့မသိဘူးအစားတော့ go to glow ဆိုခေါ်တာဒါပေမဲ့တော်တော်များ glad to glow ဆိုတော့ခေါ်ကြတယ်ဒါလေးလည်းမဆိုဒီ glad to glow လက်စီကနေတဲမှာဆိုလို့ရှင်တော့ဒီအရာလေးကတော်တော်ရအောင်အကောင်းဆုံးပေါ့เนาะတော့ယောက်ျားလေးလည်းကြိုက်ကြယောက်ျားလေးလည်းလာဝဲကြရပေါ့เนาะအဲကြောင့်သူ့ရဲ့အရာကပေါ့เนาะမကြည့်ညီညိုရအောင်ဆိုပေမဲ့လေသူကနှာခမ်းပေါ်တင်လိုက်လို့ရှင်အရင်မမြောင်းဆိုလို့ရှင်သူ့ရဲ့နှာခမ်းအသားလေးအတိုင်းပဲနှာခမ်းအယောင်လေးအတိုင်းပဲပြီးတော့သူ့ရဲ့ဒီခေါင်းလေးကလည်းတိုင်တဲ့နေရာခေါင်းလေးဆိုတော့လေသေးလက်ပတ်မှုကောင်းစီရယ်တော့ကအေးလေးနဲ့ကနှာခမ်းသားကိုသေးလက်ပတ်မှုကောင်းတယ်ဇာတ်ဆိုလို့ရှင်နှာခမ်းနေ mask တိုက်တွေစိုးမယ်ဆိုလို့ရှင်ဒီဟာလေးအောက်ကနေပြီးမှအရင်ဆုံးစိုးထားလိုက်တယ်ပေါ့နော်ဆိုပြီးတော့မှအပေါ်မှာ skin care တွေပါလူ makeup တွေပါလူပြီးတော့မှနှာခမ်းတွေဆိုတဲ့အဆင့်ရောက်တော့မှအဲကြောင့်ဆိုရင်ဒါလေးကနှာခမ်းသားလေးကိုစိတ်ဝင်သွားပြီစိတ်ဝင်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့နှာခမ်းကလုံးဝမချောက်တော့အဲ mask တိုက်တွေဆိုတဲ့အခါမှာဒီခါလေးအောက်ကခံဆိုလို့ရှင်လေလုံးဝနှာခမ်းသားကလည်းချောက်မသွားတဲ့အပြင်ပေါ်မှာဘောထပ်ဆိုးထားတဲ့ဒီ mask တိုက်နှာခမ်းတွေကလည်းမပြတ်တဲ့အသားဆိုတော့လေကိုယ့်ရဲ့နှာခမ်းတွေကိုလည်းလုံးဝချောက်သွားတာမျိုးမရှိဘူးတော်တော်လေးမှအဆင်ပြေရပါတော့အဲ့တော့နှာခမ်းတွေ mask တိုက်တွေအစိုးများရတဲ့သူဆိုလို့ရှိရင်တော့ဒါလေးကိုအောက်ကနေခံဆိုးကြည့်နော်ဒါဆိုလို့ရှိရင်ဒါ mask တိုက်တွေဆိုတဲ့အခါမှာလည်းအောက်ကခံတယ်လို့မျိုးညဘက်တွေဆိုလို့ရှိရင်ညဘက် skin care ကလို့ရှိရင်ဒါကိုပဲဆိုးပြမှအိတ်တယ်သူ့ရဲ့ဒီ titanium ခေါင်းလေးကလည်းနှာခမ်းသားကိုအေးလေးနဲ့ပေါ့နော်သွေးလက်ပတ်မှုအားကောင်းစေတယ်ဒီနှာခမ်းသားမဲရ6တာပြတာရတော့တော်တော်လေးကိုမှဒါလေးအဆင်ပြေရပေါ့နော်အဲ့တော့နှာခမ်းဒီမဟုတ်ပါဘူးဒါကလက်စီရမှာနှာခမ်းသားကိုပြုပြင်ပေါင်းတင်ပေးတာပါသူ့ရဲ့ဒီနှာခမ်းကြီးရဲ့တက်ရှာလေးကလည်းချိုတယ်ဒါစတဲ့ဝင်သွားလဲသူကချိုတယ်ပါအနေနဲ့မှမရှိဘူးပေါ့နော်သူရဲ့အရာသားလေးကလည်းချိုလေးဖြစ်တဲ့အတွက်ကြောင့်မို့ဒါလေးကအရန်အဆင်ပြေပါတယ်ကလေးလည်းသုံးလို့ရတယ်လူကြီးတွေလည်းသုံးလို့ရယောက်ျားလေးမိန်းကလေးအကုန်သုံးလို့ရပါတယ်နော်ဒါလေးဇာတ်ရစီမှာ3000ကျော်နဲ့ရောင်းပေးပါတယ်ရှင်